ဒီနေ့မှာလူတွေတော်တော်များများကဖျားစင်မှာဖျားပန်းအိုး2အိုးပဲထားရမယ်3အိုးထားရမယ်ဆိုပြီးအယူအဆလွဲမှားနေတာတွေတွေ့ရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့ K Creator Studio မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးကိုမစတင်ခင်မှာ YouTube Channel ဖြစ်တဲ့ K Creator Studio ကိုလည်း Subscribe လုပ်ပေးသွားခဲ့ကြပါဦးနော်အားလုံးကိုတကယ်ကျေးဇူးထူးတင်ပါတယ်နော်ဒါဆိုအစီအစဉ်လေးကိုစလိုက်ကြရအောင်နံပါတ်1အနေနဲ့ပန်းပါကြောင့်ကတ်ရတယ်လဲဆိုတာကိုပြောပြပါမယ်ဂေါရမမြတ်စွာဘုရားရှင်ဇေဒဝန်ကျောင်းဂန္ဓကုတိတိုက်တော်မှာတည်င်းသုံးတော်မူစဉ်ရက်ဝေးရက်နီးမှာယဟန်ရှင်လူအများဘုရားဖူတရားနာလာကြကုန်၏ခရီးကပန်းလမ်းကကျန်းသောကြောင့်ချွေးသီးချွေးပေါက်အတွေ့အတွေ့ဖုံအလိမ့်လိမ့်နဲ့ပေါ့တချို့မှာချွေးနံ1000နဲ့ဘုရားရှင်တည်င်း300ဂန္ဓကုတိတိုက်တော်တစ်ခုလုံးအနံ့အသက်တွေကမကောင်းဒါကိုတတိပြုမိတဲ့ညီတော်အရှင်အာနန္ဒာစသောယဟန်ရှင်လူတွေကဖျားနဲ့တရားနာပရိသတ်အချားမှာပန်းနံတာတွေကိုထားခဲ့ကြတယ်။ဖျားပန်းနေကြောင့်ပရိသတ်တွေစီကချွေးနံတွေဖျားစီမရောက်တော့ဘူးပေါ့။တရားနာပရိသတ်တွေလည်းပန်းနံလေးတွေရပန်းတွေကိုမြင်ပြီးအမောတွေပြီးစိတ်တွေကြည်လင်လာတယ်။တရားနာရတာလည်းအရင်ကထက်ကြီးကြီးနူးနူးရှိလာတယ်။ထိုအချိန်မှစ၍ဖျားပန်းလူတဲ့ဒလိကစတင်လာတယ်ပန်းပန်နာမဟုတ်တဲ့အတွက်မာလာဂန္ဓဝိလေပနာဆိုတဲ့တီလာနဲ့လေညီဆွေးမှုမရှိတော့ဘူးအပြစ်ကင်းတယ်နံပါတ်1အနေနဲ့ပန်းကိုဘယ်နှအိုးထားရမလဲဆိုတဲ့အမေးမှာနံပါတ်1အဖြေကတတ်တည်ဖြစ်တယ်ဘယ်နှအိုးထားအပြစ်မရှိဘူးမိမိတို့ရဲ့ဖျားเจ้าဆောင်နဲ့လိုက်ဖတ်တယ်လို့ထားနိုင်တယ်တအိုး3အိုးစသဖြင့်မှခဏန်းထားမှ2အိုး4အိုးစသဖြင့်စုံကနန်းထားမှဟုဖျားဟောမရှိခဲ့ဘူးစုံမခွဲပြီးလူရန်တာကဗုဒ္ဓဘာသာရဲ့အယူဆမဟုတ်မိမိရဲ့ဖျားเจ้าဆောင်အနေထားကကနအိုးထားမှတင့်တယ်မယ်ဆိုတာကိုချင့်ချိန်တတ်ဖို့အရေးကြီးပါသည်တချို့ကယရိယာတွေအတိတ်ထန်ကြီးကြောင့်အရေးအတွက်အမျိုးမျိုးလူကြတယ်ဘလို့ပဲလူကုသိုလ်ကကုသိုလ်ပဲဖျားပန်းနေလန်းတော့ဖျားเจ้าဆောင်လဲမင်္ဂလာချက်တည်တိုးတာပေါ့တရားချစ်ခင်စိတ်ကောင်းဝန်းကြကုန်သောသူတော်စင်ပရိသတ်အပေါင်းကတ်3ပါးနဲ့ဝေး၍အမျက်ဆုံးတရားနဲ့အေးချမ်းပါစေကိုစိတ်နှဖျားကျမ်းမာချမ်းသာလမ်းဖြာကြပါစေကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲ see you ပါ